လေးကကျွန်တော်ရဲ့ရှင်လက်စပုံလေးလောက်ပဲပြီးလိုက်ဆောင်းရတဲ့တစ်ပြေးရဒီနောက်ရေးလို့ရှိရင်ဒီလက်ကဒီလောင်လေးကိုနည်းနည်းထိန်းရတယ်ထင်းပြီးတော့မှဒါပဲကိုရှာမယ်ဆွဲတော့ဒီတော့ကဒီမှာလို့ဆိုရတဲ့ဒီပြောမယ်ဒီမှာမုတ်ကွင်းခတ်တွေကိုထည့်လိုက်တာပေါ့တစ်ဖက်ကကျင်းရင်တော့မသိဘူးဗျာဒါပေမဲ့ကျွန်တော်ဗတ်ပြန်ကျင်းရင်ကျွန်တော်ရဲ့ခုနှစ်တွေပေါ့ကျွန်တော်98 98ဆိုတဲ့ဟာလေးကိုကျွန်တော်ထည့်တာဒါလေးကိုရှော်ပြီးတော့ပန်းကွေးလေးထဲမှာကျွန်တော်ထည့်လိုက်အဲ့ကောင်ဆိုရတဲ့ကျင်းတော့ဒါကျွန်တော်တို့တတူးဆက်ကင်လိုက်တယ်ဒီအနေထားတော့တည့်ရတယ်ဘောပင်ကင်တယ်အဲ့လိုခယူးဆိုင်ရတယ်လက်တစ်ဖက်ကနေထည့်ရမယ်ဒီကိုကယူပြီးတော့အနေတော့ဆောင်းရတာပေါ့ဒါကျွန်တော်ကကင်မရာကိုပြဖို့အတွက်လည်းဆောင်းပြီးရေးရတာဆိုတော့ရန်လေးတော့တာမယ်ပါမယ်ဆိုတော့မှန်လေးကြည့်ပြီးရေးနေလိုက်တော့တေချာလေးပွားချက်ရောက်လို့ရှိရင်ဘောပင်ပဲဖြစ်ဖြစ်အပ်ပဲဖြစ်ဖြစ်စိုက်ပြီးတော့စိုက်ပြီးဆိုတာနဲ့ကိုမသေးကြရင်တော့မိတ်လေးရပါလေတေကြသွားပြီဆိုရင်တော့ပြတ်ထုတ်လိုက်လို့တော့ရပြီလားအခုကြိုက်တဲ့ဟာလေးဖြစ်အောင်ကောင်းဆုံးတော့ဖတ်ပြီးပေါ့ကိုယ်ကကြည်ရတာတော့နာကျင်မှုနဲ့ပြင်ညောင်းလာတယ်ဒါလေးတွေကတော့ကျုခံစားရမယ်ညောင်းလာတွေပါခံစားရမယ်။ကောင်းလေးနည်းနည်းမူွားလို့ပြားလို့လေးဖြစ်သွားတာလို့ဒါလေးတွေကိုပြန်ပြီးတော့ထည့်ရတယ်။ဒီနားကနောက်တိုင်ပဲတယ်။ဘက်ပြန်ရေးရတဲ့ဟာဒီဘက်လှုပ်ချီလက်ကတည်းကမှာဟိုကဘယ်လိုပုံမဲဆွဲအဲ့ဒီအနေထားကိုရောက်တော့ရှော့တော့နော်ကိုတတူရေးတဲ့ခါပဲဘူးပြကိုပုံလေးမိုက်အောင်ဘူဝီခင်ပြီးတော့ခုနောက်ပိုင်းအရင်လိုဖြစ်ကလက်တန်းမဖြစ်အောင်အဲဒီအထင်းကိုအောင်ကျွန်တော်ရှေ့အောင်ဆက်ဆက်ဖြစ်တယ်ဆိုရင်တော့တရမှုလေးယူရမယ်ကျွန်တော်တို့ဒီကြတဲ့မင်းညောင်းတွေဆွဲရမယ်ကြိုက်တဲ့အတိတ်ပဲတွေစဉ်းစားရမယ်ခဏခဏစဉ်းစားတင်နေတယ်ကျွန်တော်တို့ဒီလိုမျိုးတွေအဲ့လိုဆွဲပြီးတော့ခဏခဏနေဘူးလေဒါကင်းဆိုလည်းညာမယ်အိတ်တယ်လက်ခင်းရရင်ကောက်ကြောင်းပြင်သွားရင်ပြန်ဆွဲကြည့်တယ်နေတယ်အဲ့လိုမျိုးပေါ့အဲ့လိုမှလည်းကိုကကျင့်ဖြစ်သွားမှာပေါ့ဗျာပြောရတယ်ဒါလေးကျွန်တော်ဆိုင်မှာတယောက်တည်းလည်းဖြစ်တဲ့အတွက်အဲ့ဒါရရှင်းယူရပဲထားခန္ဓာကိုယ်ချိုးစားတိုင်းတာမရှိတော့အဲ့လိုကိုယ့်ကိုတိုင်းတယ်လက်တွေကပတိကကြတယ်စိတ်ကူးတဲ့တွေ့တဲ့နေရာဒါအဲ့ဒါခုံဖြစ်လာအဲ့ဒါရင်ပဲဖြစ်လာလက်ဖြစ်လာအဲ့လိုပေါ့ထိတွေ့ကြိုင်လိုက်တဲ့အရာတွေကကျင့်သားဖြစ်သွားတော့